အလူပေးခြင်းရင်မစားနိုင်တဲ့လူကိုကျွေးဟုတ်ပြီနော်မဝတ်နိုင်တဲ့လူကိုပေးမြို့ထဲကစားနိုင်တဲ့လူတွေခေါ်ပြီးအလကားလောကမလုံးနဲ့အာကုသိုလ်ကြီးပဲရှင်းလားစားတဲ့လူကဝေပါအောင်မှာသူက6ကငန်းတာအရင်လူကကောင်းတယ်နောက်လူကမကောင်းဘူးနဲ့ရှုပ်ရှက်ခတ်ဘုံမစားနိုင်တဲ့လူတွေကျွေးစားမှာမလို့အလူအရက်ကိုတွေ့မှာသူတို့ကဒီတလုတ်ကိုရဖို့လွယ်တာမှမဟုတ်ဘူးနဲ့ရှင်းသလားဗမာတွေမလူတတ်လို့မွဲနေတာရှင်းသလားဒီမှာမိဘပဲကုညီဆောင်ရှောက်ရေးမရှိစင်းရတာထောက်ပံ့ရေးများဘာတစ်ခုအသေးမှမရှိဘူးဗုဒ္ဓဘာသာနိုင်ငံနဲ့ရှစ်ဖို့တော့ကောင်းရှင်းလားဟိုက AIDS ဖြစ်နေတဲ့လူတွေအနာကြီးယောဂဖြစ်နေတဲ့လူတွေထောက်ပံ့မဲ့လူမရှိဘူးဗုဒ္ဓဘာသာတွေမေတ္တာထားလူချင်းထောက်ပံ့မျိုးတဲ့ဂုံလုံးတဲ့လူတွေလုံးဝပါနဲ့အပိုတွေကြီးပဲကျုပ်မြင်တိုင်းပြောရရင်ဗမာပြည်နောက်ထပ်ဖျားကိုတည်စရာမလိုတော့ရှိတဲ့ဖျားကိုတောင်းစေအောင်ဆုံးမစားဟမ်အဲစလင်းကဖျားအကုန်လုံးကိုဘယ်သူဆုံးကတ်အဲဒီအသာထားလို့မလဲဆုံးစားကန်ဒီဘုန်းကြီးတွေဆုံးကတ်ပြီးရတောင်ဖျားလမ်းကြီးတော့ဆုံးမကတ်သေးလို့ဟဲ့လောက်ကြပါအောင်ငါတို့ရှိရတဲ့နဲ့ဆုံးတော့မငတ်ပါစေနဲ့ရှင်းသလားအဲ့ဒါဂုံလို့ပြီးတော့ဟိုဖျားတည်ခြင်းနဲ့ဒီဖျားတည်ရှိတဲ့ဖျားဆုံးတောင်းစေအောင်ကအောင်ရှင်းလားမယောင်ရာစီလူပြီးအပေါ်လုံးလုံးနေလို့ခင်ဗျားတို့ငွဲပြီးရင်ဆင်းရဲပြီးရင်အကြောင်းလည်းမသိလောကမှာမှန်လည်းမသိအဲ့တော့ကမ္မဘဝပြည့်စရာဇာတိဆိုတော့အဲ့ဒါရိုးရိုးမသွားနဲ့တော့ဒေဩဇာတိရှင်းသလားအဲ့လူဖြစ်ကျွန်းတတ်သလားလူဖြစ်ရှုံးတာသိလို့လားမသိလို့လားမသိတာကရမ်းလောက်တာကရတာခန္ဓာဘယ်နှပါး၅ပါးရတော့အဲ့၅ပါးမခင်ဘူးလားခင်တာကရိုးရိုးလားစောစောလန်းလန်းဆွဲလန်းတာကအာထုတ်တာကကမ္မဘဝပြန်အာထုတ်တော့ကမ္မဘဝပြည့်စရာဇာတိဇာတိဆိုတော့ခန္ဓာဘယ်နှပါးဇာတိပြည့်စရာစရမရဏမွေးပြီဆိုမှတော့သိရမှာဖြစ်ပြီးရင်မွေးပြီးမသေးတဲ့လူမွေးပြီးမသေးတဲ့လူလောကမှာဘယ်တုန်းကမှမရှိဘူးမှတ်တာအာမုံမသလို့ဘိုးဘအောင်မသိဘူးတဲ့ဟမ်ဟုတ်လားတွေ့ဘူးလားဘိုးဘောဘုံမင်းကောင်မသိဘူးလို့ပြောတယ်ဟမ်ရှိလားဖြစ်နိုင်လားအယူတွေအဲ့လားဟမ်အယူတွေအယူပြောတဲ့စကားကိုအနတ်နေရယုံရှင်းလားအသေးတွဲလည်းမရှိဘူးရှင်းလို့လားအားလုံးကရှိုးတော်မူတာပဲဟမ်သဘောပါသလားသုတိပြီးပရိသေသွားတာဟေးဘယ်သူမှအသေးလည်းထွက်လို့မရဘူးရှင်လည်းမထွက်လို့မရဘူးစိတ်ဆိုတာဖြစ်နာမ်ဆိုတာလည်းဖြစ်ဒီမှာအကြောင်းတရားလည်းဖြစ်ပြီးရင်ဒီမှာလေအဝိဇ္ဇာပစ္စယကောင်းပြီအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဆိုအဝိဇ္ဇာချုပ်ရင်သင်္ခါရလည်းချုပ်တယ်သင်္ခါရနိရောဓဝိညာဏနိရောဓပြောသင်္ခါရနိရောဓသင်္ခါရချုပ်ရင်ဝိညာဉ်ချုပ်တယ်ဝိညာဉ်ချုပ်ရင်နာယုတ်ချုပ်တယ်နာယုတ်ချုပ်ရင်သက္ကာယနာချုပ်ရင်ဖသချုပ်ရင်ဝေဒနာနိရောဓဝေဒနာချုပ်ရင်တဏှာနိရောဓတဏှာချုပ်ရင်ဥပါဒံချုပ်ရင်ဓမ္မဘဝချုပ်တယ်ကမ္မဘဝချုပ်မှတော့ဇာတိချုပ်ရင်အင်္ဂါဘယ်နှပါးချုပ်သွားမှဘယ်ရောက်မှာရှင်းလားကဲဒါပေမဲ့ဖြစ်တတ်ကြိုက်လားပြက်တတ်ကြိုက်မဲကိုတော့ဘာမှမတတ်ခင်မေးသမောင်မစီးပွားဖြစ်တတ်ကြိုက်လားစီးပွားပြက်တတ်ကြိုက်စီးပွားကြဖြစ်တတ်ကြိုက်တယ်ဘာမှမကြိုက်ဘူးမလားဘူးလက်ပိတ်သွားမှာဆိုနော်ပါဇက်ကပြောလိုက်ရုံနဲ့လက်ပိတ်သွားသလားကိုအလုံးမတည့်မှပိတ်ပါတကယ်ရှိတာအကြောင်းတရားနဲ့အကြောင်းကောင်းရင်အဲ့ဒါဒီမှာကြည့်ပါပရိစ္ဆေသမုပ္ပါချတဲ့နေရာမှာဟောဒီမှာအနီရောင်လေးတွေအဲ့ဒီအနီရောင်ကဘယ်တော့ချ8ခွက်ချပါတယ်ဒီဘက်မှာ9ခွက်ဒီဘက်မှာ3ခွက်အဲ့ဒါဝိပါကဝ10ပါအမေဝမ်းဆောင်တွေကမွေးလာကြတဲ့မွေးလာတာပရိသေတွေနေကြတဲ့ကဒီဘဝစုတေနောက်ဘဝဇာတိပရိသေတွေနေတော့မယ်ဆိုရင်ဝမ်းခေါင်းအောင်းအောင်မဲ့လူကဝမ်းပြင်နီရဲကြီးမြင်လာတယ်အဲ့တော့အဲ့ဒီချိန်ကလေးကအနီရဲနဲ့စားခဲ့တာသုတ်တန်သဇသင်္ချိုင်းဝရောက်တဲ့ဒီသွေးတန်ရဲနဲ့သွားရလို့သူ့ကိုဘာရောင်ပေးတာနီရောင်အတိပ္ပယ်မဲ့လှုပ်ထားတာတခုမှမရှိဘူး
ရှင်းသလားအဲ့တော့တကယ်ရှိတာအကြောင်းတရားနဲ့အားလုံးနားလည်ပြီနော်အဲ့တော့ပရိစ္ဆသမုပ္ပါအင်္ဂါ12ပါးရဲ့တရားကိုသဘောလေးလောက်ပဲပြောနိုင်ပါတယ်အပြည့်အစုံသိကြရင်တော့ဆက်လက်လေ့လာကြပါဒီလောက်နဲ့တင်းတိတ်ပြီးမနေကြပါနဲ့အဝိဇ္ဇာပစ္စယသင်္ခါရရွတ်နိုင်ယုံနဲ့ငါတရားသိပြီလို့လဲမဆိုပါနဲ့အဝိဇ္ဇာသဘောကိုသိရမယ်သင်္ခါရသဘောကိုသိရမယ်တရားတစ်လုံးအကြောင်းပြောရင်ဒီနေ့တပည့်တော်တို့ဒီခန္ဓာကြီးနဲ့ဒီဒုက္ခတွေဘာကြားနေတယ်ဘုရားလို့ပြောရင်အဝိဇ္ဇာကြောင့်ရရှင်းနော်တဏှာကြောင့်ရတယ်ဟောဘယ်တစ်လုံးဖြစ်ဖြစ်သက်ဆိုင်နေတာရှင်းနော်ဒါဖြင့်အဝိဇ္ဇာနဲ့တဏှာအရင်ကဥပါဒံကံကြောင့်ယုံနံပေါ်အပင်မမျိုးမအပင်အမြင်မပြတ်ဆက်ဆက်သိဟံကံကြောင့်နာယုတ်ကြောင့်ကံအပံပံဖြစ်ပြန်ဤအလျောအဲ့ဒါလေးကိုမပြတ်ရွတ်ပေးမပြတ်ဆင်ကျင်ပေးအရင်ခန္ဓာအဝိဇ္ဇာနဲ့တဏှာအရင်ခံဘယ်သူကြောင့်အဝိဇ္ဇာနဲ့တဏှာအရင်ခံဘယ်သူကြောင့်တို့ဥပါဒံကနေမှကံကြောင့်ယုံနံအပင်မှာအဲ့ဒါပဲအမြင်မပြတ်ဆက်ဆက်နေတဲ့တန်တရားကြီးမှာအပင်ကစလားမျိုးကစမျိုးပဲရအဲ့အပင်ပဲဖြစ်ကျဲဦးနဲ့ကျမလိုပဲဟမ်ကျဲဦးကစလားကျမကစအဲ့ကျမပဲရသဘောပါသလားဘာဖြစ်နေတာတော့ဒါမို့လို့ပရိစ္ဆသမုပ္ပါကိုဘာလို့ထားအဝိုင်းလို့ပေးထားတာခင်ဗျားတို့အဝိုင်းပြေးနေတာဓာတိပစ္စယဇရာမရဏအိုသေးပြီဆိုတော့အဲ့ဒီမှာသောကပရိဒေဝဒုက္ခဒေါမနတမလာဘူးလားသောကပရိဒေဝဒုက္ခဒေါမနတဖြစ်နေတဲ့လူကအမှန်သိမလားမသိတာကအဲ့ဒီပြတာပဲအာသဝသမှုတရားအဝိဇ္ဇာသမှုရောဆိုပြီးဒီမှာအာသဝတရားတွေလာတဲ့အခါကျတော့အဝိဇ္ဇာပြန်ပတ်ဒါကြောင့်မို့ဘာလုပ်လဲအဝိုင်းပြေးနေတာရှင်းတယ်နော်အဲ့တော့အခုဒီရရှိအဝိုင်းပြေးပဲဆက်ပြေးမလားလွတ်အောင်လုပ်ဘာနဲ့မှလွတ်အဲ့တော့ဒီရရှိတို့အကြောင်းကျိုးဆက်ကြမလားဖြတ်ကြပဋ္ဌာန်းတွေရောဆက်ကြမလားဖြတ်ကြတိုက်တွေရောဆက်ကြမလားဖြတ်ကြတခါတည်းမေးခဲ့မှဖြစ်မှာဘယ်ရှင်ဖျားနဲ့တပည့်တော်ပဋ္ဌာန်းဆက်ပါတယ်ထင်တယ်တော့ပါတော့ဘယ်ပဋ္ဌာန်းမှလာမဆက်ပါနဲ့ဟမ်သဘောပါသလားဒီလိုပဋိစ္စသမုပ္ပါဆက်ရအောင်ဗျာတော့ဆက်ရင်ချမ်းသာမလားဆင်းရဲမလားအခုဆက်ကသမျှဘာသစ္စာရသမုဒိယသစ္စာလောက်လိုက်တန်တရားလဲနေတာအဲ့တော့သမုဒိယသိမ့်မှဒုက္ခငြိမ်းမှအဲ့တော့ဓာတ်လည်းမဆက်နဲ့ပဋ္ဌာန်းလည်းမဆက်နဲ့တိုက်လည်းမဆက်နဲ့အကုန်လုံးဖြတ်အဲ့ဒါတိုက်เสียစီသွားဖြတ်မလားကိုညံနဲ့ကိုဖြတ်အဲ့ဒါလည်းမထောင်တူစားဖြတ်ဆိုလို့တပည့်တော်တိုက်เสียလိုက်ရှာနေတာဖြစ်နေဦးမယ်ရှင်းသလားဘာနဲ့ဖြတ်မလို့ညာနဲ့ဖြတ်တော့ခန္ဓာဘယ်နှပါလဲဘယ်ချိန်ကြီးဖြစ်ပြီးတော့အကြောင်းတရားလည်းဖြစ်ပြီးရင်အကျိုးတရားလည်းဖြစ်ပြီးရင်ဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကဘယ်ကသစ္စာလာရင်ဒီဘက်ကတဏှာဥပါဒံကံနေလာအောင်မလားသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအေးကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကြိုက်ကြမှာလားလျင်တန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်ပဋိစ္စသမုပ္ပါအကြောင်းကျိုးဒေသနာကိုပိုင်းခြားထင်မြင်သိအောင်ကြိုးစားကြပြီးတော့ဘုရားဖူးနိုင်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့